နောက်ခံ background ကို remove လုပ်ဖို့အတွက်နောက်ထပ်တစ်နည်းကြတော့ဒီမှာ background eraser တစ်ခုကိုယူလိုက်မယ်ယူပြီးတဲ့အခါမှာ option bar ကိုသွားပြီးတော့အခုဆို setting လေးချိန်ထားတယ်ပေါ့နော်ဒီမှာဆိုရင်ဒီအလဲက once ဆိုတဲ့ဟာလေးကိုရွေးပြီးတော့ဒီနေရာမှာ discontinuous လေးကိုယူလိုက်တယ်เนาะယူပြီးတဲ့အခါမှာ tolerance ကိုအခု48လောက်ထားတယ်ပေါ့နော်ထားပြီးတဲ့အခါမှာ mouse ကိုလက်ညှိုးလေးနဲ့ဖိဆွဲလိုက်ပေါ့နော် mouse ကိုလုံးဝမလွတ်ပဲဖိဆွဲကြည့်လိုက်ဖိဆွဲလိုက်မယ်ဖိဆွဲသွားမယ်ပေါ့နော်ဒါကပထမနေ့တော့ဒီနည်းနည်းခက်တယ်နီးလေးတင်ထားပြီအခုကျတော့ဒါအလွယ်ဆုံးနီးပေါ့နော်အလွယ်ဆုံးနီးမှာလဲကိုယ့်ရဲ့ version ကအခုဒီဟာမျိုး setting นี้ပါတယ်ဆိုရင်လိုက်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်မြေတိ version မဆိုဒီ setting လေးကိုတစ်ချက်စစ်လိုက်ပြီးတော့ပါတယ်ဆိုရင်လိုက်ပြီးတော့သုံးလို့ရတယ်ပေါ့ဟုတ်ပြီဒါလေးရသွားပြီဒါလေးရသွားရင် control G ဆိုတာကသူကပွားတယ် control G ပေါ့နော်တခါတည်းမှာဒီဟာလေးကမှိန်လေးဖြစ်နေဆိုရင်သူကလေးရာတွေကိုအရင်ပွားပြီးတော့ပြန်ပြီးတော့သုံးလို့ရတယ်လေးရာပေါင်းပြီးတော့သုံးပေါ့နော်ဒီမှာဆိုရင်လေးရာ6ခုလောက်ပွားသွားပြီအဲ့လိုမျိုးလေးရာကိုဆက်လက်မှတ်ပြီးတော့ control E လုပ်ပြီးတော့ကိုအဆင်ပြေသလိုကိုသုံးရင်သလိုဒီဇိုင်းကိုပြန်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်ဒါကြတော့ကိုကမြည်သည့်ပုံမဆိုလုပ်လို့ရတယ်မြည်သည့်ပုံဆိုတာ Google မှာကိုက search လုပ်လိုက်တယ်ဒီပုံလေးကြိုက်တယ်ဆိုရင်ဒီပုံလေးပေါ့နော် copy လုပ်လိုက်တယ် copy လုပ်ပြီးသွားတဲ့အခါမှာ Photoshop ရဲ့ဝင်မယ် Photoshop မှာ control V လုပ်လိုက်မယ်တော့ copy လုပ်ပြီးသွားပြီးတော့ control T လုပ်ပြီးတော့ switch ချလိုက်မယ်တချို့ကျတော့ဓာတ်ရိုက် down ထားရဲ့ဟာရှိဓာတ်ရိုက် down ထားရဲ့ဟာကိုဖွင့်ပြီးတော့ခုနအတိုင်းပဲ background eraser ကိုတူယူမယ်ယူပြီး setting ကိုဒီတိုင်းချိန်လိုက်မယ်ချိန်ပြီးပြီဆိုရင် mouse ကလက်ညှိုးလေးကိုဖိပြီးတော့ဖိဆွဲပေးရမှာဖြစ်ပါတယ်အဲ့လိုလေးဖိဆွဲပေးလိုက်နော်ဒါဆိုရင်တော့သူက control T လုပ်ပြီးရင်ကိုအဆင်ပြေသလိုအသုံးချလို့ရပါမှာဖြစ်ပါတယ်ဒါလေးကိုအရောင်ပြောင်းခြင်းနဲ့ဆိုရဲသူကလည်းဒီနေရာမှာအရောင်ပြောင်းလို့ရတယ်ဒီနေရာလေးမှာဒီနေရာမှာဆိုရင်ကိုက color လုပ်ချင်တာလား gradient လုပ်ချင်တာလားအဲ့ပေါ်မူတည်ပြီးတော့အရောင်လေးပြောင်းပါပဲပေါ့နော်ဆိုတော့ဒါအကုန်လုံးပြောင်းသွားတယ်အကုန်လုံးပြောင်းသွားရဆိုရင် layer တွေကိုသူကစားနိုင်မှရမယ်ဒီဟာကိုသုံးမယ်ဆိုရင်ကြတော့ gradient overlay ကိုသုံးမယ်ဆိုရင်ကြတော့ box တစ်ခုကြာလာပြီးသွားရင်ကိုလိုအပ်တဲ့အရာကိုဒီနားမှာပြောင်းလိုက်လို့ရတယ်เนาะဒီနားလေးမှာပြောင်းလိုက်ရတာဖြစ်ပါတယ်အရှိရဖိုင်မှာလည်းတင်ထားပြီးတာရှိတဲ့အတွက်ဝင်ရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်အခုလိုမျိုးပညာဒါနဖိုင်တွေကိုကြည့်ပြီးတော့အဆင်ပြေတယ်ဆိုလို့ရှိရင်စာတွေလိုက်ပါလေ့ကျင့်ပြီးတော့ပြန်ပြလို့ရတယ်အဆင်မပြေရရှိလဲမေးလို့ရပါတယ်စာအုပ်လေးမှာယူလေ့လာခြင်းနဲ့ဆိုရင်လည်း highlight လို့ရပါတယ်